အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel လေးပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီခါမှာကျွန်တော်ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့မိမိရဲ့ဖုန်းနံပါတ်နဲ့ဖွင့်ထားတဲ့ Telegram ကိုတခြားလူတွေကိုမမြင်စေချင်ဘယ်လိုပေးရမလဲဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ဒီ Telegram app ထဲကိုဝင်လိုက်မယ်Telegram ထဲကိုရောက်သွားပြီလို့ဆိုရင်ကျွန်တော်တို့အောက်က setting ထဲကိုချက်ပြန်ပြီးတော့ဝင်မယ်setting ထဲကိုကျွန်တော်တို့ရောက်သွားပြီလို့ရှိရင် private and security ထဲကိုကျွန်တော်ချက်ထပ်ဝင်မယ်private and security ထဲကိုရောက်သွားလို့ရှိရင်ကျွန်တော်တို့အောက်မှာရှိတဲ့ phone number ဆိုတဲ့ထဲကိုကျွန်တော်တို့ထပ်ပြီးတော့ဝင်မယ် okay phone number ထဲကိုရောက်သွားပြီလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာ everybody ရဲ့ my contact ရဲ့ nobody ရဲ့ဆိုတာကိုရှိတယ်ကျွန်တော်တို့ဒီအောက်က nobody မှာထားလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်တွေကိုဘယ်သူမှမြင်ရတော့မှာမဟုတ်ဘူးပေါ့နော် okay my contact ထဲမှာဒီလိုမျိုးရှိနေတယ်ဆိုရင်ကျွန်တော်တို့ဖုန်းထဲမှာမှတ်ထားတဲ့ contact မှတ်ထားတဲ့လူတွေကကျွန်တော်တို့ရဲ့ဖုန်းနံပါတ်မြင်ရတယ်ပေါ့နော်ဒီ everybody ဆိုတာတော့ကျွန်တော်တို့ဒီကိုနဲ့စကားပြောထားတဲ့လူတွေတိုင်းကကျွန်တော်တို့ရဲ့ဖုန်းနံပါတ်တွေကိုမြင်ရတယ်ပေါ့နော်ကျွန်တော်တို့ဘယ်မှာထားရမလဲဆိုတော့ဒီ nobody မှာကျွန်တော်တို့ထားရမယ်ပေါ့နော် okay nobody ကိုထားပြီးတော့ကျွန်တော်တို့အပေါ်မှာရှိတဲ့အမှန်ချစ်လေးကိုနှိပ်လိုက်ရင်ပဲရပါပြီခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေ